ဝေးမင်္ဂလာပါခင်ဗျာကျွန်တော်နဲ့အတူတူ15 km fan run ပြေးပွဲလေးကိုလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာဒီပွဲလေးဟာအားလုံးလည်းတီးပြီးကြပြီဖြစ်တဲ့အတိုင်းစုလီမျိုးလေကောင်မှလုပ်သွားတဲ့ပွဲလေးပဲဖြစ်ပါတယ်အခုကတော့ပွဲစတင်ရဖြစ်တဲ့စုလီပန်းချန်နာကိုရောက်နေရပဲဖြစ်ပါတယ်ကျွန်တော်ရောက်သွားတဲ့အချိန်ကတော့ညနေ6 နာရီပဲဖြစ်ပါတယ်ပွဲစမဲ့ချိန်က6 ခွဲဒါပေမဲ့15 ကီလိုမီတာသမားတွေတော့6 ခွဲမှာစားတာ5 ကီလိုမီတာသမားတွေကြတော့9 နာရီမှစားရတယ်ထင်တယ်ဒီမှာကတော့15 ကီလိုမီတာဝင်ပြေးတဲ့လူတိုင်းရဲ့နာမည်ကိုရေးထားတဲ့နေရာပဲဖြစ်ပါတယ်အဲ့မှာလိုက်ရှာနေရပါညနေ6 နာရီလဲခွဲတော့မယ်ပွဲလဲစားတော့မှမို့တော်တော်များများက starting point နာမှာနေရာယူနေကြပြီ15 ကီလိုမီတာကိုဝင်ပြေးတဲ့လူတွေကလည်းမြင်တဲ့အတိုင်းပဲတော်တော်များတယ် starting point ကစုလီမျိုးတော်ခန်းမရှိမှာစတယ်ပြီးတော့လူသဘောမျိုးပလန်သဘောမျိုးအနေနဲ့ရန်ကုန်မျိုးရဲ့အထင်ကရသမိုင်းဝင်အဆောက်အုံတွေရှိတဲ့လမ်းတွေကိုတပတ်ပြည့်အောင်ဖြတ်ပြီးတော့မှ starting point ကို finishing point ဖြစ်ပြန်လာမှာဖြစ်ပါတယ်ကဲအခုဆိုရင်ဖြစ်15 km fan run ပြေးပွဲကြီးကစတင်ပြီပဲဖြစ်ပါတယ်ပွဲစနေပြီမို့လို့အားလုံးဟာဖြည်းဖြည်းနှီးနှီးနဲ့စတင်ပြေးနေကြပြီပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဟာ starting point နဲ့ plan မကန်မှာရှိတဲ့ခုံးကျော်သရနာကိုရောက်နေရပြီဖြစ်ပါတယ်ဒီနားမှာနာမည်ကြီး DJ တယောက်ရဲ့ live performance ကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်6:40မှာဘူချောအောင်ဆန်လမ်းမော်ကိုရောက်ပါတယ်အခုတွေ့ရတဲ့နေရာတွေမှာကြတော့သူကရေတိုက်တယ်ဖေးတီကျွေးတယ်ရိုင်ရီတိုက်တယ်အဲ့လိုနေရာမျိုးတွေ9 ခုလောက်ကိုပလန်တစ်လျှောက်မှာထားထားပြီးရှေ့မှာကြည့်လိုက်လေအသက်တရောပြေးနေလူတွေနောက်မှကြည့်လိုက်လေအသက်တရောပြေးနေလူတွေဆိုတော့မောနေပေမဲ့သူတို့ကိုကြည့်ပြီးမမောနိုင်ပဲဆက်ပြေးမိတယ်လမ်းလျှောက်လိုက်ပြေးလိုက်နေပေါ့9 နာရီ 2 မိနစ်မှာဦးထောင်ဘူလန်ရွှေကုံဘုရားနာကိုရောက်ပါတယ်ရွှေကုံဘုရားနာကိုည9 နာရီလောက်ကြီးဖြည့်ပြေးရလိမ့်မယ်လို့စိတ်ကူးတဲ့အောင်တစ်ခါမှမရင်ဘူးအခုမှပထမအောင်ဆုံးချိန်ပြေးဘူးလား Station 3ကိုရောက်ပါပြီStation 2ကတော့မရိုက်မိလိုက်ပါဘူးအမောဖြေလိုက်အောင်မယ်ရှေ့တောက်ပြီးတော့9 နာရီခွဲမှာကံရိပ်သာလမ်းပေါ်ကဖန်ဆောင်ကိုရောက်ပါတယ်လမ်းတစ်လျှောက်မှာအားလုံးလေးတွေ့ကြတဲ့အတိုင်းအခုလိုလူကြီးလိုက်အားပြီးနေကြပြေးတာဆိုပြီးခုကတော့ Station 5ကိုရောက်ရှိနေရပဲဖြစ်ပါတယ်ထုံးစံတိုင်းအမောဖြေလိုက်ပါအောင်မယ်ပြင်းနဲ့9:49 8 နာရီထိုးခွင့်လောက်မှာပန်းစွမ်းတရားပေါ်ကိုရောက်နေပါပြီပြေးနေတဲ့ချိန်ကလည်း1 နာရီကျော်ပြီဆိုတော့မောနေပြီပဲဖြစ်ပါတယ်8 နာရီ10 မှာတော့ကျွန်တော်တို့ဟာကုန်းတယ်လမ်းပေါ်ကိုရောက်ရှိနေပါပြီဒါကတော့ဖန်ဆုံးတနေရာပဲဖြစ်ပါတယ် finishing point နဲ့လည်းနီးကပ်နေပြီပဲဖြစ်ပါတယ်ခုဆိုရင်15 ကီလိုမီတာသမားတွေပန်းဝင်နေပြီဖြစ်ပါတယ်ဒါကတော့နံပါတ်2နဲ့ပန်းဝင်နေသူပါဒါကတော့နံပါတ်3ပဲဖြစ်ပါတယ်နံပါတ်1ကိုတော့မတွေးလိုက်ပြီမြင်နံပါတ်2နဲ့3ကတော့52 မိနစ်ကျော်53 မိနစ်ပေါင်းဝင်ကျလောက်နဲ့ပန်းဝင်နေကြတာဒါကတော့1 နာရီ 15 မိနစ်မှာပန်းဝင်နေလို့အမျိုးသမီးနံပါတ်ဘယ်လောက်လဲမသိဘူးဒါကတော့ကျွန်တော်ရဲ့တူတူပြေးတဲ့အတိအကိုတယောက်ကျွန်တော်ကတော့6 နာရီခွဲကပြေးလိုက်တဲ့ပြေးဝဲဟာ8 နာရီ 20မှာပန်းဝင်ပါတယ်ကြာချိန်အပြင်1 နာရီနဲ့53 မိနစ်မှပန်းဝင်တာပဲဖြစ်ပါတယ်တော်တော်လေးလဲမောနေပါပြီနောက်ဆုံးမှာတော့15 ကီလိုမီတာပြေးဝဲရဲ့ finisherမတ်တဲကိုရရှိပြီပဲဖြစ်ပါတယ်နောက်ဆုံးတော့ရှားခဲ့ပြီကွာ
အခုတွေ့နေရတာကတော့နာမည်ကြီးအဆိုတော့တချို့ရဲ့ဖြောပြပေးမှုတွေပဲဖြစ်ပါတယ်ဒီဘက်နောက်မှာလေသူ့ဖြောပြမှုနဲ့သူရှိပါသေးတယ်ထပ်ပြီးတော့နောက်မှာ DJ ပါတယ်ပြီးတော့ဝင်ရောက်ရှင်မြိုင်နေတဲ့တိုင်းကိုဟန်ဒီကမ်ပီယာတိုက်တယ်တကယ်တော့15 ကီလိုမီတာကိုပြေးနိုင်လိမ့်မယ်လို့ကိုမတင်ထားမိဘူးဘာလို့လဲဆိုတော့ဒီပွဲမတိုင်ခင်မှာက15 ကီလိုမီတာကိုတကားမှမပြေးဘူး5 ကီလိုမီတာအရင်10 ကီလိုမီတာလောက်ထိပဲပြေးဘူးလားပြီးတော့ပြေးနေတဲ့လမ်းမှာလေမိုးတဲ့အချိန်တွေမှာကစဉ်းစားမိရတခုပါရှိဘာလို့ဒီပွဲကိုပြေးမိတာပါလေ15 ကီလိုမီတာဘာလို့ပြေးမိတာပါလေလို့စဉ်းစားမိဒါပေမဲ့လေပြေးနေတဲ့ဘေးနားမှာရှိတဲ့လူတွေကြည့်လိုက်တိုင်းမှာသူတို့တော့ပြေးနေရမယ်ငါလည်းရအောင်ပြေးမယ်ဆိုတဲ့စိတ်နဲ့မောနေရတယ်ဖြေးဖြောက်ပြီးတော့မှပြေးတော့မှပန်းဝင်လာတာခဏနေပွဲပြပြမိုးပြန်มาတော့မယ်မပြန်ငယ်နီးမှာလမ်းမတွေ့ရဲ့လူတွေကလို့လက်ထဲမှာဘူးလေးကိုင်းလာတာနဲ့ဘာကျွေးရလဲဆိုလို့ချက်စီတမင်းဆိုလို့တွတ်တောင်းလာတကယ်တော့အဲ့ဒါ volunteer တွေနဲ့ဝင်လို့ပေးတဲ့လူတွေကိုပဲကျွေးတာပုံနေလို့လားမသိဘူးကွာအဲ့ဒါနဲ့ဝေလဲဝင်တောင်းလာသူတို့လည်းပေးပါတယ်အိမ်ပြန်ပါပြီကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်